လူငယ်လေးမင်းမကြည့်နေတာလဲဒီကြောက်တုံးထဲမှာ9 တန်လေးတဲ့အစင်းမြင့်မိုးပြနဂါးကြောက်စိမ့်ရှိနေတယ်ဆိုတာကိုတော့ငါမင်းကိုပြောပြမှာမဟုတ်ဘူးအဲ့ဒါကအနည်းဆုံးဘီလီယံ10ချီတန်ဖိုးရှိတယ်ငါကြောက်စိမ့်လောကထဲမှာကျင်လည်လာတာဒီလောက်ကြာပြီဒီလောက်ကောင်းတဲ့ကုန်ကျန်းမျိုးတစ်ခါမှမမြင်ဘူးအတွင်းထဲကကြောက်စိမ့်ကအနည်းဆုံးဘီလီယံ10တန်နဲ့အဲ့ဒါကိုရဖို့ဘယ်လောက်ပေးရမလဲမသိဘူးသူထေးဒီကြောက်စိမ့်ရိုင်းတုံးကိုဘယ်လောက်နဲ့ရောင်းမှလဲလူငယ်လေးမင်းလဲငါကြောက်ရိုင်းတုံးကိုမျက်စိကျနေတာပဲလားဒါကိုလိုချင်နေတဲ့သူတွေအများကြီးပဲဒါပေမဲ့တကယ်ဝယ်နိုင်တဲ့သူကတော့လက်ချိုးရည်လို့ရတယ်ဒါကြောင့်မို့လို့ငါကဒါကိုတတုံးလုံးမရောင်းဘူးအပိုင်းပိုင်းဖြတ်ပြီးမှရောင်းမလို့တထေးကဈေးတောင်မပြောရသေးပဲနဲ့ကျွန်တော်မဝယ်နိုင်ဘူးလို့ဘလို့သိတာလဲဒါအပြင်တစ်ခုခုကြောင့်ဖြတ်လိုက်လို့အထဲမှာတန်ဖိုးမရှိတဲ့အမိုက်တွေကြီးပဲဖြစ်နေရင်ကောဒါဆိုရင်ခမ အကြီးကျယ်ရှုံးမှာပေါ့လူငယ်လေးမင်းကတကယ်ပဲတတုံးလုံးဝယ်ဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ငါလျှော့ဈေးပေးလို့ရပါတယ်ဒါပေမဲ့အနည်းဆုံးတော့ဒီလောက်ရှိရမယ်ငါတန်လားမဟုတ်ဘူးတန်း90လားအိမ်မက်မက်နေလိုက်အကယ်၍တန်း90ပဲတန်ရင်ဒီလောက်အထိကြံနေမှာမဟုတ်ဘူးကြာလာပြီးမင်းကြီးဖို့တောင်ဒီမှာရှိနေမှာမဟုတ်ဘူးတန်း900ပဲတပြားမှရှုံးမရောက်နိုင်ဘူးတထေးတန်း900လားစွန့်စားရတာအရန်များလွန်းတဲ့ဒီကြောက်ရိုင်းတုံးရဲ့မျက်နှာပြင်ကိုကြည့်ပါဦးလက်မလောက်အထူရှိတဲ့အသေးအကြောင်း3ကြောင်းရှိနေပြီးအကယ်၍ဒီအကြောင်းတွေကအတွင်းထဲအထိရောက်နေရင်တော့ဒီတန်း900ကရေထဲမျောသွားဖို့ရာခိုင်နှုန်းအရန်များတယ်တွေ့လားငါပြောသားပဲတန်း900ဆိုတာလူတိုင်းတက်နိုင်တဲ့အရာမဟုတ်ဘူးမင်းတို့တွေငါဖြတ်တာကိုပဲစောင့်ကြည့်လိုက်ကြပါတဘာဝကြောက်စိမ့်စစ်ပဲအကြောင်းမရှိပဲဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတထေးတန်း900လားခမဘသူကိုအထင်သေးနေတာလဲကဲအခုပဲပတ်စံလွှဲလိုက်မယ်တန်း900ဒီကောင်လေးကမျက်တောင်တစ်ချက်တောင်မခတ်ဘူးဒီကြောက်ရိုင်းတုံးထဲမှာထူးခြားတာတစ်ခုခုရှိနေလို့လားမဟုတ်နိုင်ပါဘူးအစင်းမြင့်ပညာရှင်20ထက်မနည်းဒီကြောက်ရိုင်းတုံးကိုစစ်ဆေးပြီးဘသူမှမဝယ်ရဲခဲ့ကြဘူးအဖြေကတစ်ခုပဲရှိတယ်ဒီကောင်လေးကအကဲဖြတ်တာမှားသွားတဲ့နှလုံးမဲဆရာကြီးလေဆန်းကတော့စိတ်ထဲမှာခိုးပြီးဝမ်းတာနေမိတယ်ဘာပဲဖြစ်ဖြစ်ငါအရှုံးမမဟုတ်တာဒီနေ့ဒါကိုမဖြတ်ရသေးတာတော်သေးတာပေါ့အကယ်၍ဖြတ်လိုက်ရင်အထဲမှာရွှွန့်တွေကြီးပဲတွေ့ရမှာအဲ့ဒီကြရင်ယွမ်900နဲ့တောင်ဘသူမှဝယ်မှာမဟုတ်ဘူးလူငယ်လေးငါတွေ့ဘူးသမျှဝယ်သူတွေထဲမှာမင်းကအရေးရင်ဆုံးနဲ့အပွင့်လင်းဆုံးပဲဒါပေမဲ့ကြိုပြောထားမယ်နော်တေချာစဉ်းစားပါတကယ်လို့အထဲမှာဘာမှမရှိပဲပျက်စီးသွားရင်ငါ့ကိုလာမဖြစ်တင်နဲ့စိတ်မပူပါနဲ့အဖိုးကြီးရဲ့ပျက်စီးသွားရင်ကျွန်တော်ကန်ကြမှာပဲလို့မှတ်ယူလိုက်ပါမယ်နောက်တော့မရပါဘူးကောင်းပြီဒါဆိုဒီကြောက်ကိုမင်းကိုရောင်းမယ်ပြီးတော့မင်းလိုအပ်ရင်ကြောက်ဖြတ်ခါကိုအလာကားလုပ်ပေးမယ်ဒီကြောက်ရိုင်းတုံးကအရန်ကြီးတော့တဲရပြူရတာအလုရှုပ်တယ်ဒီမှာတင်မဲဖြတ်လိုက်ကြမလားကောင်းပါပြီဖြတ်တဲ့နေရာကိုသွားပြီးအခုပဲချက်ချင်းဖြတ်ကြရအောင်မကြခင်မှာပဲရှောက်ကြည့်နဲ့လူစုကကြောက်ဖြတ်တဲ့နေရာကိုရောက်လာကြတယ်ဒီအချိန်မှာပတ်ဝန်းကျင်ကကြောက်စိမ့်ကုန်တယ်တွေစုဝေးလာကြတယ်တန်ဝက်လောက်လေးတဲ့အမိုက်ကြောက်တုံးကြီးကိုချက်ချင်းဖြတ်တော့မယ်ဆိုတာသိရတော့သူတို့တွေစိတ်ဝင်စားသွားပြီးဝိုင်းအောင်လာကြတယ်ဒီလောက်ကြီးတဲ့အမိုက်ကြောက်တုံးမျိုးကတကယ်ရှားတယ်ဒါကိုရဖို့ဘယ်လောက်ပေးလိုက်ရလဲလေဆန်းရဲ့အနည်းဆုံးဈေးနှုန်းကတန်း900လို့ကြားတယ်ငါကတော့ဒီလောက်စွန့်စားရမှုများပြီးတန်ဖိုးမရှိတဲ့ကြောက်တုံးကိုဝယ်လောက်အောင်မိုက်မဲမှာမဟုတ်ဘူးဒီကောင်လေးကတော့ဝယ်ရဲတဲ့တတိရှိလို့ချီးကျူးရမယ်ဒါပေမဲ့ငါအမြင်ရတော့ပျက်စီးဖို့ရာခိုင်နှုန်းများတဲ့မျက်နှာပြင်မှာအသေးအကြောင်းတွေအများကြီးရှိနေတာမကြခင်ပါပဲအမိုက်ပုံဖြစ်သွားတော့မှအားလုံးပြီးသွားပြီဒီအချိန်မှာရှောက်ကြီးကလူအုပ်ကြီးရဲ့အာမေတိတ်တန်တွေကိုဂရုမစိုက်ပဲအထင်သေးတဲ့အကြည့်နဲ့ဖြက်ဆက်စီတန်းသွားလိုက်တယ်ဆရာကြီးကျေးဇူးပြုပြီးအမြင့်ဆုံးနေရာကနေအရင်ဆုံးမျက်နှာပွင့်လေးတစ်ခုဖြတ်ပေးပါ12 စင်တီမီတာလောက်ပဲစားပေးပါ